Did that dinner? That they oh, net this one, nature. Net the ma, hop was I, at the nilo, hop was sound, Nissanti anima, hop was a chipare, Dinino, Shuila, late chipare. Hey, hop or ma, Chuchune, Shuila, the sign here, the sign of Yamis, so best sign of the and also, you know, Shuila will give him 10. So, Naro, Chuchula, Shuila. Get it about. ဆိုတော့ပုံမှန်ကတော့ဒီမှာတော့ဆက်နဲ့ဆိုင်ပိုတန်တယ်ဟိုဆက်လိုက်မှာလည်းဒီမျိုးဆက်လိုက်မှာလည်းလို့ရှိရင်ကြတော့ဟေးပါပြီးသားဖြစ်တယ်ဆိုတော့အဆင်ပြေတယ်ပြီးတော့လက်ဆောင်ကတော့ပုံမှန်စားနေကြထိုင်ဝမ်ဝတ်သားထမင်းပေါ့နော်ဆိုတော့မစားဘူးတဲ့စားကြည့်ပါဝတ်သားစားတဲ့သူတွေဆိုတော့အဆင်ပြေတော့တယ်ရတာကတော့တော်တော်များများကြိုက်ကြတယ်ပြီးတော့အမြင်နဲ့စားတာကတော့ဝတ်မှုလုံးပေါ့နော်ဒါမှတော့မှုဝတ်သားလုံးလို့ခေါ်တယ်ဆိုတော့အရသာတော့အရင်ဟိုဂျားထဲမှာအဆင်မပြေဖြစ်သွားတယ်အခုတော့ပြန်ပြီးတော့အဆင်ပြေလာပြီပေါ့နော်ကြည့်မယ်နောက်ကျွန်တော်တို့အစုံကြောင်းလည်းရှိအစုံကြောင်းပေါ့ဒါလေးလည်းမစားဘူးစားနေကြမဟုတ်ရင်စားကြည့်တယ်နော်ဒါလေးလည်းကောင်းတယ်ဘာတော့ဘာဖြစ်အောက်ဆွဲပေါ့နော်ဒီနေ့ကတော့ကျွန်တော်ဝတ်သားစားခြင်းလို့ဝတ်3တက်သားနဲ့မှာလိုက်ပါတယ်ဆိုတော့အချင်းရေပေါ့အချင်းရေကတော့တွေ့တာကုန်ထက်အဲဆိုရင် special to special ချင်းရဆိုတော့ရွှေတစ်ထည့်မယ်ဆိုတော့ဟိုလုံးထည့်မယ်ဟိုလုံးကတော့ကြိုက်ဆုံးဆိုရင်ဝတ်သားထမင်းဆိုတော့ကြိုက်နေစားတော့ဒါလို့စားမှမသိရဲ့ကြုံပေါ့နော်။ဒါကြီးနဲ့ထားပေးခဲ့တာများတယ်။အိမ်လည်းပြန်မသိဘူး။ဒါမျိုး share ကြာရင်ဆိုတော့အဲ့ဒါကိုတချို့ကတော့ဒီဘောလောင်းစားရင်လောင်းဆိုင်ရောတိတ်မကြိုက်ဘူး။ကျွန်တော်ကတော့လေတို့စားတော့ကြိုက်တယ်ဒီလိုမျိုးတုံးတက်တာအစီလေးတွေပါတာကိုချိန်လေးနဲ့တို့ပြီးတော့ဒီတော့ရွက်နေကြဘူးနောက်ပိုင်းတော့ဒီကလေးတွေမှာစားပေးလာကျမကြီးတို့အော်ဆိုတရုပ်တွေတော့စုပ်ပြီးတော့ရှင်းရှင်းဆိုမစားတတ်ဘူးဒီမှာလည်းပဲဒီလေးနဲ့စားလို့ရပါတယ်ရွှေလာရဲ့ဟင်းရဆိုင်ရှိရဖြတ်သွားရင်ဝတ်သားတို့ဆိုင်ရှိဖြတ်သွားရင်မှုလိုမျိုးရွှေလာဟင်းရအဲ့လိုမှုရမှုပြီးတော့ကျွန်တော်တို့ဆွဲဆောင်ပြီးပြည့်ရှိဆိုတော့ဖြတ်သွားရင်စားပဲမနေနိုင်တော့အရှိရကောင်းဘယ်မှာတော့ကျွန်တော်ရှင်းမှပြောခဲ့တယ်ပဲသူတို့ဂျားထဲမှာသူတို့ရစီကြောင်းလိုက်ကြလားမသိဘူးအဲ့မှာရတာတော်တော်လေးပြုတ်ပြုတ်ကြီးနဲ့စာမကောင်ပြတ်သွားသေးတယ်ပေါ့နော်နောက်ပိုင်းတော့ပြန်အဆင်ပြေလာတယ်ရွှေလာပိတ်ရဆိုရင်ဘုတ်ကင်လို့မရဘူး walking လည်းရတယ်ဒါမှမဟုတ်ပုံမှန် weekday တွေဆိုလို့ရှိရင်တော့ပုံဆက်ပြီးတော့မှကျွန်တော်တို့ဘုတ်ကင်လေးယူထားလို့ရတယ်နှစ်သက်မှလုပ်တဲ့အရာတွေတစ်နေ့လုံးတက်ရောက်မှုရှိတယ်ဆိုလို့ဒီနေ့ဖော့ပေါ့လာစားတာဖြစ်ပါတယ်ဆိုတော့တစ်နေ့လုံးဖော့ပေါ့စားဖို့ပြောနေပါတယ်